ကုမ္ပဏီပိုင်ရှင်အမျိုးသမီး CEO တယောက်ကလူငယ်လေးတယောက်ကိုတနာလို့ဆိုပြီးယွန်1000ပေးခဲ့ပြီးစားစရာတစ်ခုခုသွားဝယ်စားဖို့ပြောလိုက်ပါတယ်။အဲ့ဒီလူငယ်လေးကလည်းသူတောင်းစားမဟုတ်ကြောင်းရှင်းပြဖို့လုပ်နေတာပါ။ဒါပေမဲ့အဲ့ဒီအမျိုးသမီးရဲ့စကတ်ကိုလေးတိုက်ပြီးလန်တော့မလို့ဖြစ်နေတာကိုမြင်လိုက်ရတဲ့အချိန်မှာတော့သူဘာတခုမှမပြောတော့ပါဘူး။သူကအရှိကိုလှမ်းလျှောက်သွားပြီးစကတ်ကိုတန်းပြီးဖိပေးလိုက်ပါတယ်။ CEO အမျိုးသမီးကတော့ဒီလူငယ်လေးကသူ့ရဲ့အချစ်ဆုံးတငယ်ချင်းကိုနှောက်ယှက်နေတယ်လို့ထင်သွားတာပေါ့။သူကအဲ့ဒီလူငယ်ကိုချက်ချင်းပဲတွန်းထုတ်လိုက်ပြီးသူ့တငယ်ချင်းကိုအမျက်ထုတ်ရမလားဆိုပြီးအော်ဟစ်ဆဲဆိုပါတော့တယ်။ CEO အမျိုးသမီးကတော့ဒေါသတွေပိုပြီးထွက်လာခဲ့ပါတယ်။သူကလူငယ်လေးကိုရိုက်ဖို့လက်ရွယ်လိုက်ပေမဲ့လူငယ်လေးကတားဆီးလိုက်နိုင်ပါတယ်။ CEO အမျိုးသမီးကအဲ့ဒီလူငယ်ကိုမသေးချင်ဘူးဆိုရင်ဆိုပြီးတတိပေးလိုက်တာပေါ့။သူ့ရဲ့အချစ်ဆုံးတငယ်ချင်းကိုအခုချက်ချင်းတောင်းပန်ရမယ်လို့ပြောပါတယ်။အဲ့ဒီလိုအရေးကြုံနေတဲ့အချိန်မှာပဲရုတ်တရက်လူသက်သမားတယောက်ကဓားမြောင်တစ်ချောင်းထုတ်ပြီး CEO အမျိုးသမီးစီကိုထိုးဆိုင်ဖို့ပြေးဝင်လာပါတယ်။ကံကောင်းချင်တော့လူငယ်လေးကအချိန်မီလှုပ်ရှားလိုက်ပြီးလူသက်သမားကိုလက်သီးတစ်ချက်ထဲနဲ့နောက်လန်သွားအောင်ထိုးချလိုက်နိုင်ပါတယ်။လူငယ်လေးက CEO အမျိုးသမီးကိုတတိထားဖို့ပြောချင်ပေမဲ့နောက်ထပ်နားလည်မှုလွဲတာတစ်ခုဖြစ်သွားစေပြန်ပါတယ်။ဒါက CEO အမျိုးသမီးကိုအကြီးအကျယ်ဒေါသထွက်သွားစေခဲ့တာပါပဲ။သူကအဲ့ဒီလူငယ်ရဲ့မျက်နှာကိုဖျက်ရိုက်လိုက်ပါတော့တယ်။လူငယ်လေးကလူသက်သမားကိုတိုက်ခိုက်ရင်းနဲ့တပြိုင်နက်တည်းမှာပဲ CEO အမျိုးသမီးကိုသူဟာစီစဉ်ပေးထားတဲ့သူဖြစ်တယ်ဆိုတာကိုရှင်းပြခဲ့တာပါ။သူ့အဖိုးကလွတ်လိုက်တဲ့ကိုရန်တော်ဖြစ်တာကြောင့် CEO အမျိုးသမီးမယုံမှဆိုလို့အဲ့ဒီလူငယ်ကသူ့အဖိုးစီဖုံးဆက်ပြီး CEO အမျိုးသမီးကိုယ်တိုင်အတည်ပြုခိုင်းလိုက်ပါတယ်။ဒါပေမဲ့လည်း CEO အမျိုးသမီးကတော့အဲ့ဒီလူငယ်ကိုလူမိုက်တစ်ယောက်ပဲလို့ထင်နေတော့မှာပဲ။သူကလူငယ်လေးကိုအဲ့ဒီနေရာတင်အလုပ်ဖြုတ်ပစ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲ့ဒီသတင်းကိုကြားပြီးတဲ့နောက်မှာတော့အဖိုးဖြစ်သူက CEO အမျိုးသမီးကိုမိုက်မဲလာချီလာဆိုပြီးစူပူပါတော့တယ်။သူကအဲ့ဒီလူငယ်ဟာတစ်ချိန်ကအရှိတောင်အာရှစစ်တလင်းမှာတာဝန်ထမ်းဆောင်ခဲ့ပြီးရန်သူစခန်းထဲကိုတယောက်တည်းနဲ့ဆိုင်ထိုးဖောက်ဝင်ရောက်ကအလုံးအရင်းရှိတဲ့ရန်သူတပ်တွေကြားထဲကနေသူ့အသက်ကိုကယ်တင်ခဲ့ရုံတင်မကရဲဘော်ရဲဖက်18ယောက်ကိုပါဘေးကင်းကင်းနဲ့ခေါ်ထုတ်လာနိုင်ခဲ့တာလို့ပြောပြလိုက်ပါတယ်။အဲ့ဒီလူငယ်ကသူတို့မိသားစုရဲ့တကယ်ကျေးဇူးရှင်အသက်တခင်ပါပဲ။အဖိုးက CEO အမျိုးသမီးကိုအဲ့ဒီလူငယ်လေးကိုချက်ချင်းသွားတောင်းပန်ဖို့ပြောပေမဲ့လည်း CEO အမျိုးသမီးကတော့သူ့ရဲ့အမားကိုသဘောမပေါက်သေးပါဘူး။သူကဆိုရင်သူ့ဘဝမှာအမျက်ထုတ်တတ်တဲ့ယောက်ျားတွေကိုဘာထက်မဆိုအမုန်းဆုံးပဲလို့တောင်ပြန်ပြောခဲ့ပါသေးတယ်။သူ့မြေမလေးကအဲ့ဒီလူငယ်ပေါ်နားလည်မှုလွဲပြီးအပြစ်လုပ်ခဲ့တယ်ဆိုတာကိုအဖိုးဖြစ်သူသိလိုက်ရတဲ့အခါမှာတော့သူကလုံးဝစိတ်မဆိုးခဲ့ပါဘူး။အဲ့ဒါတင်မကပဲ CEO အမျိုးသမီးကိုအဲ့ဒီလူငယ်နဲ့လက်ထပ်ဖို့ပါပြောလိုက်ပါတော့တယ်။ CEO အမျိုးသမီးကတကားနားမှာအဲ့ဒီလူငယ်လေး6နားထောင်နေတာကိုမြင်သွားခဲ့ပါတယ်။သူကတော့တေးရင်တေးပါစေသူနဲ့လုံးဝလက်မထပ်နိုင်ဘူးလို့ကြိတ်ဆိုလိုက်တာပေါ့။ CEO အမျိုးသမီးကအဲ့ဒီလူငယ်ကိုပညာပေးဖို့ရှေ့ကိုရှောက်သွားပေမဲ့လည်းလူငယ်လေးကအလွယ်တကူပဲရှောင်လိုက်တာကြောင့် CEO အမျိုးသမီးဟာတမ်းပြီးလဲကျသွားခဲ့ပါတယ်။အဲ့ဒီလိုလူငယ်လေးရဲ့ရင်ခွင်ထဲကိုရောက်သွားတဲ့အချိန်မှာပဲသူကပထမဆုံးအကြည့်နဲ့တင်သတိပြုမိသွားပါတယ်။ CEO အမျိုးသမီးရဲ့ဆွဲကြိုးမှာတခုခုမတင်ကားစရာရှိနေပေမဲ့လည်း CEO အမျိုးသမီးကတော့အဲ့ဒီလူငယ်ကသူ့ပေါ်မယိုးမသားကြံစီနေတယ်လို့ထင်သွားတာပေါ့။သူကအဲ့ဒီလူငယ်ကိုပြက်ပြက်တသားသတိပေးလိုက်ပါတယ်။နောက်တစ်ခါထပ်ဆိုင်ကြည့်ရင်မျက်လုံးကိုဖောက်ထုတ်ပစ်မယ်လို့ပြောလိုက်ပေမဲ့နောက်တစ်စက္ကန့်မှတင်အဲ့ဒီလူငယ်က CEO အမျိုးသမီးရဲ့ဆွဲကြိုးကိုဖြုတ်ယူပြီးအားနဲ့ညှစ်ချပစ်လိုက်ပါတယ်။အဲ့ဒီဆွဲကြိုးထဲမှာသေးငယ်တဲ့ကင်မရာသေးစားလေးတစ်လုံးကိုဝတ်ထားတာဖြစ်ပါတယ်။ဒီအချိန်ကျမှပဲ CEO အမျိုးသမီးလည်းအနေရရှိနေပြီဆိုတာကိုရိပ်မိသွားပါတော့တယ်။သူကသူ့ရဲ့သဘောထားကိုချက်ချင်းပြောင်းလဲလိုက်ပြီးသူ့ကိုကာကွယ်ပေးဖို့လူငယ်လေးကိုအတနာခံခဲ့ရမှာလူငယ်လေးကလည်းမျှော်လင့်ထားတဲ့အတိုင်းလှုပ်ဆောင်ပေးခဲ့ပါတယ်။သူက CEO အမျိုးသမီးရဲ့အိမ်ထဲမှာလျှို့ဝှက်ကင်မရာအလုံးပေါင်းဒါဇင်နဲ့ချီပြီးရှာဖွေတွေ့ရှိခဲ့ပါတယ်။ CEO အမျိုးသမီးရဲ့နေ့စဉ်ဘဝတစ်ခုလုံးဟာတနေ့ကုန်လုံးဝတိုက်ရိုက်ထုတ်လွှင့်ခံနေရတာဖြစ်ပါတယ်။ဒီအချိန်မှာပဲ CEO အမျိုးသမီးကရေချိုးကန်းထဲကနေလမ်းလျှောက်ထွက်လာခဲ့ပါတယ်။သူကအဖိုးဖြစ်သူကိုလှည့်စားပြီးစိတ်ကြိုက်ရှောက်လို့ရမယ်လို့မထင်နဲ့ဆိုပြီးလူငယ်လေးကိုတတိပေးလိုက်တာပေါ့။သူကလူငယ်လေးကိုအခုချက်ချင်းထွက်သွားဖို့ပြောပေမဲ့လူငယ်လေးကတော့သူ့စကားကိုနားမထောင်ခဲ့ပါဘူး။သူက CEO အမျိုးသမီးစီကိုတန်တန်မတ်မတ်လျှောက်သွားပြီးအကယ်၍သူသာရုတ်တရက်စိတ်မထိန်နိုင်ပဲ CEO အမျိုးသမီးကိုထိခိုက်အောင်လုပ်လိုက်ရင်သူ့အဖိုးကပျော်နေပါမလားလို့မေးလိုက်ပါတယ်။နောက်ရက်မှာတော့လူငယ်လေးက CEO အမျိုးသမီးရဲ့စာချုပ်ချုပ်ဆိုမဲ့နေရာကိုရောက်လာခဲ့ပြီးချမ်းသာတဲ့လူငယ်တစ်ယောက်ကသူ့ကိုချင်းချောက်နေတာကိုမြင်တွေ့လိုက်ရပါတယ်။အကယ်၍ဒီဝိုင်ခွက်ကိုမတောက်ဘူးဆိုရင်သူဟာဒီနေ့ဒီ project ကိုရတော့မှာမဟုတ်ပါဘူး။ CEO အမျိုးသမီးကလည်းသူ့မိသားစုကအဲ့ဒီလောက်အထိအသေးအတန်ဖြစ်မနေဘူးလို့ပြောပြီးပြက်ပြက်တတညှင်းဆိုလိုက်ပါတယ်။ဒါကိုကြားလိုက်ရတဲ့အခါမှာတော့အဲ့ဒီသူထေးသားကဝိုင်ခွက်ကိုရိုက်ခွဲပစ်လိုက်ပြီးသူ့အရှိမလာပြီးမာနာကြီးပြနေရသလားဆိုပြီးလှောင်ပြောင်ပါတော့တယ်။သူနဲ့အတူတူဝိုင်တောက်ခွင့်ရတာဟာသူ့အတွက်အကြီးမားဆုံးဂုဏ်တရေတစ်ခုပဲလို့ပြောခဲ့တာပါ။သူနဲ့တညလောက်အတူတူရှိနေပေးုံနဲ့တင်သူ့ကုမ္ပဏီကဘေးကင်းသွားမှာဖြစ်ပြီးဒါဟာလူများစုအိမ်မက်မက်နေရတဲ့အရာမျိုးပါပဲ။အဲ့ဒီသူထေးသားက CEO အမျိုးသမီးကိုဆွဲကင်ပြီးအတင်းအဓမ္မခေါ်ထုတ်သွားဖို့ကြိုးစားပါတော့တယ်။အဲ့ဒီလိုအရေးကြီးနေတဲ့အချိန်မှာပဲလူငယ်လေးကအဲ့ဒီသူထေးသားရဲ့လက်မောင်းကိုတင်းတင်းကြပ်ကြပ်ဖမ်းကင်လိုက်ပြီးသူ့ရဲ့ညစ်ပတ်တဲ့လက်တွေနဲ့ CEO အမျိုးသမီးကိုနောက်တစ်ခါထပ်ထိရင်ဆိုပြီးတတိပေးလိုက်ပါတယ်။သူ့ရဲ့လက်တွေကိုဖျက်ပစ်မယ်လို့ပြောလိုက်တာပါ။အဲ့ဒီသူထေးသားကဒီလူငယ်ဟာသူ့ကိုရင်ဆိုင်ရဲတာကိုမြင်ပြီးအံ့အားသင့်သွားခဲ့ပါတယ်။သူကလူမိုက်ကောင်းဆောင်ဖြစ်တဲ့သူ့ဦးလေးစီချက်ချင်းဖုန်းဆက်လိုက်ပြီးဒီနေ့အဲ့ဒီလူငယ်ကိုနားလည်မထူနိုင်အောင်ပညာပေးပြမယ်လို့ကြိမ်တုံးပါတော့တယ်။အဲ့ဒီလူမိုက်ကိုင်းချုပ်ကလည်းလူငယ်လေးကိုအခုချက်ချင်းတူးထောက်ပြီးတူကိုတောင်းပန်ဖို့ပြောပါတယ်။ဒါမှ
မဟုတ်တနာညတာတော့အဖြစ်သူကလူငယ်လေးရဲ့အသက်ကိုချမ်းသာပေးနိုင်မလားပေါ့ဒါပေမဲ့သူစကားတော်မဆုံးသေးခင်မှာတင်လူငယ်လေးကလူမိုက်ကိုင်းချုပ်ရဲ့အရှိကိုအပြေးဝင်သွားပြီးသူ့ရဲ့လက်ချောင်းတွေကိုတန်းပြီးချိုးပစ်လိုက်ပါတော့တယ်လူမိုက်ကိုင်းချုပ်လည်းအဲ့ဒီအချိန်ကြာမှပဲလူငယ်လေးရဲ့ကြောက်စရာကောင်းတဲ့စွမ်းအားကိုနောက်ဆုံးမှသဘောပေါက်သွားခဲ့ပါတယ်သူကလူငယ်လေးကိုချက်ချင်းပဲအသက်ချမ်းသာပေးဖို့အတနာခံပါတော့တယ်ဒါပေမဲ့လူငယ်လေးကသူ့ကိုလွတ်ပေးလိုက်ပြီးတာနဲ့ချက်ချင်းပဲအဲ့ဒီကိုင်းချုပ်ကသူ့ရဲ့အတန်မဆုံးလက်အောက်ငယ်သားကိုလွတ်ပြီးလူငယ်လေးကိုကောင်းကောင်းကြီးပညာပေးခိုင်းလိုက်ပြန်ပါတယ် CEO အမျိုးသမီးကအဲ့ဒီလူဟာနိုင်ငံတကာအလိုရှိဆုံးဝရမ်းထုတ်ခံထားရသူများစာရင်းမှာနံပါတ်5မြောက်ဖြစ်နေတာကိုသိသွားပြီးလူငယ်လေးကိုအထူးသတိထားဖို့ပြောလိုက်ပါတယ်ဒါပေမဲ့လူငယ်လေးကတော့သူ့ရဲ့စွမ်းအားကိုလုံးဝဂရုမစိုက်ခဲ့ပါဘူးအဲ့ဒီလူသက်သမားကတော့လူငယ်လေးကသူ့ကိုမလေးမစားလုပ်တယ်လို့ခံစားလိုက်ရတာပေါ့သူကဓားမြောင်တစ်ချောင်းကိုဆွဲထုတ်ပြီးလူငယ်လေးစီကိုထိုးဆိုင်လိုက်ပါတယ်ဒါပေမဲ့လူငယ်လေးကအဲ့ဒီဓားမြောင်ကိုလက်ချောင်းနှစ်ချောင်းနဲ့ဖမ်းပြလိုက်ပြီးတာတာလေးတောက်ထုတ်လိုက်ရုံနဲ့တင်ဓားမြောင်ဟာလွတ်ထွက်သွားခဲ့ပါတယ်လူငယ်လေးကလူသက်သမားရဲ့လေပင်ကိုမြင်းဖမ်းကင်လိုက်ပြီးမြေပြင်ပေါ်ကိုဖိချပစ်လိုက်ပါတော့တယ်ဒါကအဲ့ဒီတထေးသားနဲ့လူမိုက်ကိုင်းချုပ်တို့ကိုအကြီးကျယ်ထိတ်လန့်တုန်လှုပ်သွားစေခဲ့ပါတယ်ဒီအချိန်မှာပဲအဲ့ဒီလူသက်သမားကတုံရင်နဲ့ဒီလိုစွမ်းအားမျိုးဟာလူသားတစ်ယောက်ရဲ့အမြင့်ဆုံးစွမ်းဆောင်နိုင်ရည်ထက်အဝေးကြီးကိုကျော်လွန်နေပြီလို့ပြောလိုက်ပါတယ်ဒီလူငယ်ကများဒဏ္ဍာရီလာချန်အင်ပိုင်ယာဖြစ်နေမလားဆိုပြီးတော့ပေါ့